ကျမအရေးကြီးစဉ်းစားမိတာလေးတစ်ခုပြောပြချင်လို့ပါအခုဆိုလို့ရှိရင်အစစ်အမှန်ထက်အတူအယောင်တွေကပိုပြီးတော့များလာကြပြီပေါ့နော်အခုဆိုလို့ရှိရင်ဒီအခုညီမဒီရဲ့ဟာလေးဆိုရင် AI ပဲအသုံးပြုထားတာပေါ့နော်ပုံမှန်ညီမရဲ့ရုပ်ဒီအဲ့လောက်ကြီးလှမနေဘူးအဲ့လောက်ကြီးချောမွေ့မနေဘူးကျမလည်းလူဘယ်လိုပြောမလဲလူသားတစ်ယောက်ရဲ့ရှိသင်းရှိထိုက်တဲ့အမာရွတ်ရှိတယ်အမဲဆက်ရှိတယ်အရေးအကြောင်းရှိတယ်ဒါပေမဲ့ဒီရဲ့ line ပေါ်မှာအခုညီမအဖက်သုံးလိုက်ထားတယ်ပေါ့နော်အဖက်သုံးထားတဲ့အတွက်ကြောင့်မို့ချုံးမွေ့နေရညီမအပြင်မှာအဲ့လောက်ထိမလှပါဘူးဒါပေမဲ့ဒီလိုမျိုးနည်းပညာတွေကောင်းလာတယ် AI တွေကတိုးတက်လာတဲ့အခါမှာလူတွေကအစစ်နီးပါးဖြစ်လာကြတယ်ပေါ့နော်ကိုယ့်အကောင်းဆုံးအလှဆုံးလို့ထင်လာတာရှိတယ်လို့တချို့တွေကလည်းအတူအယောင်တွေပေါ်လာတဲ့အခါမှာလိန်လို့ညာလို့ကောင်းလာတဲ့အချိန်တွေလည်းဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာညီမစဉ်းစားမိတာတစ်ခုอ่ะပေါ့နော်တဖြည်းဖြည်းနဲ့အတူအယောင်တွေကပေါ်လာပြီးအဲ့ဒီအရာကိုညီမတို့ကအကုန်လုံးယုံလို့မရဘူးဆိုတာပဲပေါ့နော်အမြဲတမ်းချင့်ချိန်မှုလူတယောက်ကဒီရဲ့ဟာကိုတကယ်သူ့ပုံစံအတိုင်းနဲ့ပေါ့နော်ပြောနေတယ်ဆိုရင်တောင်မှအမြဲတမ်းစဉ်းစားဖို့ပေါ့နော်ဒါကယုံတဲ့အရာလားမယုံတဲ့အရာလားလွယ်ယုံပြီးတော့လေတခြားလူတွေကိုလိုက်မပြောဖို့ပြီးရင်တခုခု information အကြောင်းအရာတစ်ခုခုကိုသိပြီဆိုလို့ရှိရင်လည်းအမြဲတမ်းချင့်ချိန်စဉ်းစားတတ်ဖို့ပေါ့နော်အရင်အရေးကြီးလာပြီအဲ့လိုမဟုတ်ဘဲနဲ့အကုန်လုံးကိုလိုက်ပြီးတော့ယုံနေမယ်ဆိုလို့ရှိရင်အန်ဒီရရှိနိုင်ပါတယ်